Hello အားလုံးပဲမင်္ဂလာပါချစ်ကိုကြီးတို့ဒီနေ့ပေါ့နော် XY Mobile နေပြန်လဲကြိုဆိုလိုက်တယ်နော်ချစ်ကိုကြီးတို့ဒီကောင်လေးတွေဗျာ3သိန်းကျော်ဝန်းကျင်မှာကင်လို့ရမယ့် item လေးတွေနော် Note 11 Pro 5G share ဆိုမှ share အလုံးလေးရတန့်တယ်နော်ဘယ်မှာမှမရနိုင်တဲ့ဈေးဗျာနော် RAM ကတော့2မျိုးပါမယ်712ရဲ့812ရဲ့2မျိုးပါမယ်နော်ဒီကောင်လေးကျွန်တော်မထားတော့ဘူးဗျာဒီကောင်လေးကျွန်တော်အကုန်ရောင်းမယ်နော်ချစ်ကိုကြီးတို့ရောင်းမယ်အကုန်ရောင်းမယ်ဈေးရလဲလုံးဝလွတ်နေရမယ် share ဈေးနော်ကိုကြီးဗမာမှသွားမချနဲ့ဗျာဒီ3သိန်းကျော်ဝန်းကျင်နဲ့ Note 11 Pro 5G ဗမာမှမရနိုင်ဘူးเนาะကျိုင်းနေတလို့မှာယူခြင်းနဲ့ဆိုရင်ရန်ကုန်ဆိုင်လေးဇာလေးဖြစ်တယ်ယူဇနာပလာဇာရှေ့မဦးကုန်းလမ်းကျယ်တာမွေမျိုးပဲဖြစ်တယ်เนาะပလာဇာရှေ့ရောက်ရင်ဖုန်းလေးသာဆက်ပေးဗျာတစ်ချက်เนาะလာကြိုပေးမယ်ချစ်ကိုကြီးလမ်းထိပ်ထွက်ပြီးတော့เนาะ body အလုံး connection ဘာမှပြောစရာမရှိဘူးဗျာကာလာလေးရတော့အစုံမဲ့เนาะပါပယ်လေးတွေအနက်ကလေးတွေခဲလေးတွေဒီကောင်လေးကဘာလဲမသိဘူးဒီကောင်အဲ့လို main ကလေးဆန်ဆန်လေးပေါ့โอเคအားလုံးပဲကျေးဇူးတင်ပါတယ်ချစ်ကိုကြီးတို့เนาะဖုန်းလေးတော့ဆက်ပေးတော့ချစ်ကိုကြီးတို့